ကဲမစ်စီတို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဟင်းရဲ့ YouTube channel လေးကနေပြီးတော့ရှင်းမစီများအားလုံးကိုကြိုဆိုပါရခင်ဗျာကျွန်တော်အခုတင်ပေးတဲ့ဒီဗီဒီယိုလေးကတော့ကျွန်တော်အပတ်စဉ်အပတ်တိုင်းကျွန်တော်ထုတ်ပေးနေကြဖြစ်တဲ့ကျွန်တော်တို့3ရက်မွေးပတ်တီပေါ့နော်3ရက်အတွင်းမှာလုံးဝမပြောက်တဲ့ပတ်တီပေါ့နော်အပတ်စဉ်အပတ်တိုင်းတင်ပေးနေကြဆိုတဲ့အတိုင်းပေါ့နော်အပတ်စဉ်အပတ်တိုင်းလည်းကျွန်တော်တို့တပတ်မှကိုမပြတ်ပါဘူးအပတ်တိုင်းကိုကျွန်တော်တို့မှန်ကန်မှုရှိတဲ့ပတ်တီဆိုင်လေးကိုကျွန်တော်ဟင်းရက်ကနေပြီးတော့ဒီဗီဒီယိုလေးမှာတွက်ပြပြီးတော့ကျွန်တော်ပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဗီဒီယိုလေးတင်တာနည်းနည်းလေးတော့နောက်ကျသွားပါတယ်ခင်ဗျာဒါကြောင့်လည်းကျွန်တော်နားလိုက်ပေးကြပါခင်ဗျာဒီပတ်မှာတော့ကျွန်တော်တို့3ရက်အတွင်းကိုဘယ်လိုပတ်တီးမျိုးလေးလာမလဲဆိုတာကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်အောင်ပေါ့နော်ကျွန်တော်အချက်လေးတွေအများကြီးနဲ့ရှုပ်ပြီးတဲ့ site ကျွန်တော်ဟင်းတက်ကိုအားပေးနေတဲ့မိတ်ဆွေလူရင်းတွေဆိုရင်တော့တော်တော်များများဒီ site လေးကိုမျှော်နေကြလိမ့်မယ်လို့လည်းဟင်းတက်လေးထင်ပါတယ်အဲ့တော့မိတ်ဆွေတို့ကိုယ်တိုင်ကြီးကြီးပေါ့နော်တကယ်ကြိုက်နေတဲ့မှုရှိမှပဲကျွန်တော်တို့တကယ်ပတ်စံကိုရင်းပြီးတော့ထိုးပါလို့ပဲကျွန်တော်မှားချင်ပါတယ်ခင်ဗျာတကယ်လဲကောင်းတယ်တကယ်လဲလှတဲ့ site လေးဖြစ်ပါတယ်ခင်ဗျာနော်ကဲအားလုံးပဲမင်္ဂလာပါမိတ်ဆွေများနော်ကဲအဲ့တော့ကျွန်တော်တို့စလိုက်ရအောင်နော်စလိုက်ရအောင်ဆိုတော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာ3 ညအမဲလေးနဲ့အရင်ဆုံးစလိုက်မယ်နော်3 ညသုံးလုံးပေါင်းရင်ကျွန်တော်တို့3 ညဖြစ်တဲ့အတွက်ကြောင့်3 ညပတ်တီးပေါ့နော်ကျွန်တော်တို့ဒီ8လပိုင်းကျွန်တော်တို့10ရက်17ရက်12ရက်နေ့ကပိတ်တယ်ဆိုတော့10 17 13ပေါ့နော်3ရက်မွေးပေါ့နော်3 ညပတ်တီး3ရက်အတွင်းမှာကျွန်တော်တို့3 ညသုံးလုံးပေါင်းရှင်းဒီကျွန်တော်တို့3 ညဖြစ်တဲ့အတွက်ကြောင့်နံပါတ်1ဒီအမဲအောင်လေးနဲ့3 ညပတ်တီးလို့ယူလိုက်မယ်အဲ့ဒီ3 ညဒီကျွန်တော်တို့ဘာထွက်လဲဆိုတော့ဒီမှာ3 ညလို့ထွက်တယ်ကဲနံပါတ်1ပြီးတော့ကျွန်တော်တို့နံပါတ်2ကိုကျွန်တော်အစိမ်းလေးနဲ့ပြပေးပါမယ်အစိမ်းလေးဒီဘယ်လိုသွားလဲဆိုတော့ကျွန်တော်တို့ကြည့်မယ်193ရဲ့9ရဲ့ပေါင်း30ကို3နဲ့ပေါင်းတော့ကျွန်တော်တို့3ဆိုတော့3ပတ်တီးလို့ကျွန်တော်တို့ယူလိုက်မယ်နံပါတ်2အချက်ဆိုယူလိုက်မယ်3ပတ်တီး3ရက်အတွင်းမှာ1ရက်2ရက်3ရက်ဒီ3ရက်အတွင်းမှာ83တစ်ကြိမ်3 ညတစ်ကြိမ်3ဒီ2ကြိမ်ထွက်တယ်နော်နံပါတ်2 3ဒီ2ကြိမ်ထွက်တယ်3 ညပတ်တီးကတော့ဒီမှာတစ်ကြိမ်လောက်ပဲထွက်တယ်ပေါ့နော်ကဲအဲ့တော့193ပေါ့နော်အဲ့လိုပဲကျွန်တော်တို့နံပါတ်2ပြီးတော့နံပါတ်3ပေါ့နံပါတ်3ကိုကျတော့ကျွန်တော်အနီလေးနဲ့ပြပေးပါမယ်ခင်ဗျာကျွန်တော်တို့ခွန်4ပေါင်းရင်1ကိုဒီက3နဲ့ပေါင်းမယ်ခွန်4ပေါင်းရင်1ကို3နဲ့ပေါင်းတော့ကျွန်တော်တို့4ပေါ့4ပတ်တီးလို့ကျွန်တော်တို့ရတယ်4ပတ်တီးနံပါတ်3ချက်ပေါ့4ပတ်တီးနံပါတ်3ချက်အဲ့ဒီ4တီးအဲ့ဒီ4ပါထွက်94လို့ထွက်နော်ဒီ1ရက်2ရက်3ရက်အတွင်းမှာဗျာလုံးဝမပြောက်ဘူးဗျာကျွန်တော်ဆွဲလိုက်တဲ့ site ကနေထွက်ပြီးတော့ပတ်တီတစ်လုံးဒီနော်ကဲအဲ့တော့4ဒီလုံးဝမပြောက်ဘူးအဲ့တော့နံပါတ်3ပြီးတော့ကျွန်တော်နံပါတ်4ကိုကြတော့ကျွန်တော်အပြန်အောင်လေးနဲ့ပြပေးပါမယ်ခင်ဗျာနံပါတ်4ဒီ9ခွန်ပေါင်းရှင်းဒီကျွန်တော်တို့နှစ်ကိုဒီက8နဲ့ပေါင်းကျွန်တော်တို့3 ညပေါ့3 ညပတ်တီဒီနံပါတ်4အချက်ဆိုပြီးကျွန်တော်တို့ယူလိုက်တော့အဲ့ဒီ3 ညဒီ3 ညလို့ဒီမှာထွက်တယ်အဲ့တော့3 ညပတ်တီးလေကျွန်တော်တို့3 ညပတ်တီး2ချက်ပြတယ်ထွက်တယ်3ပတ်တီးထွက်တယ်3 နှစ်ကြိမ်ထွက်တယ်4လဲထွက်တယ်เนาะကျွန်တော်တို့4ချက်ပြတာ4ချက်လုံးထွက်ပြီးပါပြီနံပါတ်5အချက်ပေါ့เนาะနံပါတ်5အချက်ကိုကြာတော့ကျွန်တော်မရှိများအဲ့တော့ကျွန်တော်တို့နံပါတ်5အချက်ကိုကြာတော့ကျွန်တော်တို့ဘယ်လိုကြည့်မလဲဆိုတော့ဒီလိုပြီးပြီဆိုတော့ဒီလိုလေးတစ်ချက်သွားလိုက်မယ်เนาะဒီလိုလေးတစ်ချက်သွားလိုက်မယ်3 ပေါင်းရှင်းဒီ6ကို8နဲ့ပေါင်းတော့4ဆိုတော့ကျွန်တော်တို့4ပတ်တီးဆိုပြီးတော့ကျွန်တော်တို့ယူလိုက်တယ်4ပတ်တီးဒီကျွန်တော်တို့နံပါတ်5အချက်ဆိုပြီးရတာပေါ့နော်နံပါတ်5အချက်ဆိုပြီးရတယ်အဲ့တော့4ပတ်တီးဒီလဲ94လို့ထွက်တာပေါ့နော်ကဲအဲ့ဒီအတိုင်းပဲဒီနေရာမှာအချက်တွေ5ချက်ပြခဲ့ရဗျာဒီအချက်5ချက်လုံးဒီအောက်က1ရက်2ရက်3ရက်အတွင်းမှာ3 ညဆိုလဲထွက်တယ်3ဆိုလဲထွက်ပါတယ်ခင်ဗျာ4ဆိုလဲထွက်ပါတယ်3 ညဆိုလဲထွက်ပါတယ်4ဆိုလဲထွက်ပါတယ်เนาะပတ်တီးရဲ့အကုန်လုံးဒီ3ရက်အတွင်းမှာထွက်တယ်လို့ကျွန်တော်တို့ယူဆပါဒီတစ်ချက်ပေါ့เนาะကဲအဲ့ဒီ site အတိုင်းပဲကျွန်တော်တို့ဒီနေရာလေးဒီ3ရက်အတွင်းမှာကျွန်တော်တို့ဆွဲလိုက်မယ်เนาะနံပါတ်1အချက်ကိုကျွန်တော်တို့အပေါ်မှာဘယ်လိုဆွဲလဲဆိုတော့နံပါတ်1ဒီ3 ည4ပေါင်းရှင်းဒီ3ပတ်တီးဒီကျွန်တော်နံပါတ်1အချက်3ပတ်တီးဒီ3ရက်အတွင်းမှာကျွန်တော်တို့အဲ့ဒီ3ဒီ30ခုလို့ထွက်ပါတယ်တဲ့ကဲနံပါတ်2ဒီကျွန်တော်တို့အစိမ်းရောင်လေးနဲ့ပြမှာဖြစ်ပါတယ်
နံပါတ်2ကိုအပေါ်မှာအစိမ်းရောင်လေးနဲ့3ဒီ2ကြိမ်ထွက်တာနော်ဒီနေရာမှာလဲ3ခွန်1အဲ့ဒီ1ဒီ2ကြိမ်ထွက်ကိုထွက်ရလိမ့်မယ်3ခွန်1 1ဒီ16တစ်ကြိမ်ခွန်1တစ်ကြိမ်ဆိုပြီး1ဒီတစ်ပတ်ဒီဆိုပြီးတော့ယူတယ်အဲ့ဒီတစ်ပတ်ဒီနံပါတ်2ရှက်လို့သတ်မှတ်တယ်အဲ့ဒီတစ်ပတ်ဒီ300တွေမှာ16တစ်ကြိမ်ခွန်1တစ်ကြိမ်1ဒီလဲ2ကြိမ်ထွက်တယ်ဒီမှာဆိုရင်3ဒီအစိမ်းရောင်နဲ့ပြတဲ့အချက်ဒီ2ကြိမ်2ကြိမ်အမြဲတမ်းထွက်တယ်3ပတ်ဒီအဲ့ဒီ3ဒီခွန်3တစ်ကြိမ်3 3တစ်ကြိမ်ဒီမှာ16တစ်ကြိမ်ခွန်1တစ်ကြိမ်နော်ကဲနံပါတ်2ပြီးတော့နံပါတ်3ပေါ့နံပါတ်3အနီနဲ့အပေါ်မှာအနီနဲ့ကျွန်တော်တို့ခွန်4ပေါင်းရင်1ကို3နဲ့ပေါင်းရင်4အဲ့လိုပေါင်းသလို3ညခွန်5ပေါ့3လုံးပေါင်းရင်ကျွန်တော်တို့နှိပ်လို့ရတဲ့အတွက်အဲ့ဒီ2ပတ်ဒီနံပါတ်3ရှယ်လို့ယူတယ်အဲ့ဒီ2ဒီအောက်က3ရက်အတွင်းမှာအနည်းဆုံးတစ်ချိန်သို့မဟုတ်2ချိန်ဆိုတော့4နှစ်လို့တစ်ချိန်2 3ညလို့တစ်ချိန်2ချိန်ထွက်တယ်နော်မရှိများဒီချက်လေးလိုက်ကြည့်ပေးပါခင်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီအဲ့ဒီ2ဒီ4နှစ်တစ်ချိန်2 3ညတစ်ချိန်ဆိုပြီးကျွန်တော်တို့ထွက်ခဲ့တယ်ကဲနော်နံပါတ်3ပြီးတော့ကျွန်တော်တို့နံပါတ်4ကိုကြည့်မယ်နံပါတ်4ဒီအပေါ်မှာဒီပုံစံမျိုးနံပါတ်4ဒီကျွန်တော်တို့နံပါတ်4 3ညပတ်ဒီကျွန်တော်တို့ဒီချက်ကြည့်မယ်ဆိုတော့1 5ပေါင်းရှင်း6 5ပေါင်းရှင်း10 10ကို1နဲ့ပေါင်းရှင်းဒီ1ပတ်ဒီအောက်က3ရက်အတွင်းမှာနံပါတ်4အချက်အနေနဲ့ဖြစ်အောင်မွေးပါတဲ့ဒီရက်16လို့တစ်ကြိမ်81လို့တစ်ကြိမ်2ကြိမ်ထွက်ပါတယ်เนาะမေ့ချင်းများเนาะတစ်ပတ်ဒီလဲ2ကြိမ်နံပါတ်4ပြီးတော့ကျွန်တော်တို့နံပါတ်5ဒီကျွန်တော်တို့အပေါ်မှာကျွန်တော်တို့ဒီလိုတစ်ချက်ပြီးပြီဖြစ်တဲ့အတွက်ဒီလိုတစ်ချက်ဆိုပြီးတော့ကျွန်တော်ပြောတယ်9 3ည1ပေါင်းရှင်းဒီကျွန်တော်တို့6ပတ်ဒီ3ရက်အတွင်းမှာနံပါတ်5အချက်6ပတ်ဒီ3ရက်အတွင်းမှာအနည်းဆုံးတစ်ကြိမ်သို့မဟုတ်2ကြိမ်6ဒီ16လို့ထွက်ခဲ့တာပေါ့အဲဆိုရင်တော့ကျွန်တော်တို့တစ်ကြိမ်ထွက်ပြီဆိုတာနဲ့ကျွန်တော်တို့ကြည်ပြီပေါ့နော်ရှည်လိုက်ပြီကဲအဲ့တော့ကျွန်တော်တို့ဒီနေရာမှာတစ်ခုပြောရှင်းတာငါမိတ်ဆွေတို့ကျွန်တော်ဒီမှာ site ဟို3လုံးနေဒီပေါင်းလိုက်တာ5ချက်အချက်5ချက်ပေါ့နော်အဲ့ဒီမှာပတ်တီးတွေတစ်လုံးစီထွက်လာတယ်ပတ်တီးအကုန်လုံးဒီ3ရက်အတွင်းမှာထွက်တယ်ဒီ site တိုင်းပဲဒီမှာဆွဲတယ်ပတ်တီးလေးတွေထွက်လာတယ်ပတ်တီးတွေဒီသူနှစ်ကြိမ်ထွက်ရမယ်အချက်ဆိုရင်အဲ့ဒီပတ်တီးတစ်လုံးဒီသူရဲ့အောက်မှာ2ကြိမ်ဆင်းပေးတယ်တစ်ကြိမ်ထွက်ရမယ်ပတ်တီး site ဆိုတစ်ကြိမ်စီဆင်းပေးတယ်ပေါ့နော်သူကလီနဲ့သူတော့ကျွန်တော်တို့ထွက်ပါတယ်ကဲဒီနေရာမှာလဲကျွန်တော်တို့ဒီချက်ကြည့်ရအောင်ကျွန်တော်တို့ဒီစရအတိုင်းပဲကျွန်တော်တို့ဒီနေရာမှာဆွဲမယ်ပေါ့နော်အမဲကိုအမဲလို့ဆွဲမယ်အစိမ်းကိုအစိမ်းလို့ဆွဲမယ်နော်အမဲဒီအပေါ်တွေမှာဒီလိုဆွဲတာဖြစ်တဲ့အတွက်ဒီနေရာမှာလဲ1 4ပေါင်းရင်9ကို2နဲ့ပေါင်းရင်ကျွန်တော်တို့ခွန်ပေါ့ခွန်ပတ်ဒီနံပါတ်1အချက်အနေနဲ့အောက်က3ရက်အတွင်းမှာကျွန်တော်တို့အနည်းဆုံးတစ်ကြိမ်သို့မဟုတ်2ကြိမ်ထွက်ပါလိမ့်မယ်တဲ့အဲ့ဒီခွန်ဒီ80ခွန်လို့တစ်ကြိမ်85လို့တစ်ကြိမ်အဲ့ဒီခွန်ဒီ2ကြိမ်တောင်ထွက်ပါတယ်ခင်ဗျာနော်ကုန်ခဲ့တဲ့အပတ်ကပေါ့နော်ကျွန်တော်တို့ကဲအဲ့တော့အဲ့ဒီတော့ကျွန်တော်တို့နံပါတ်1ပြီးတော့နံပါတ်2ဒီကျွန်တော်အစိမ်းရောင်လေးနဲ့ပြတာဖြစ်တဲ့အတွက်အပေါ်မှာအစိမ်းရောင်ကိုကျွန်တော်ဒီလိုလေးတွေဆွဲတာဖြစ်တဲ့အတွက်ဒီအစိမ်းရောင်နဲ့ဆွဲတဲ့အချက်တွေကလည်းထူးခြားတယ်အနည်းဆုံး2ကြိမ်လောက်ကိုထွက်တယ်အပေါ်ဒီမှာပေါ့နော်ဒီနေရာမှာဟော9ခွန်ပေါင်းရှင်းဒီနှစ်ကို3နဲ့ပေါင်းရင်ကျွန်တော်တို့9ပေါ့9ပတ်ဒီနံပါတ်2အချက်လို့ကျွန်တော်တို့ယူလိုက်တယ်အဲ့ဒီ9ပတ်ဒီကျွန်တော်တို့အောက်မှာ2ကြိမ်ထွက်လာဆိုတော့4 5လို့တစ်ကြိမ်85လို့တစ်ကြိမ်2ကြိမ်ထွက်တယ်နော်အဲ့တော့အပေါ်ဒီမှာလဲအဲ့လိုအစိမ်းနဲ့ပြတဲ့အချက်1ပတ်ဒီဆိုလဲဒီမှာ16တစ်ကြိမ်ခွန်1တစ်ကြိမ်ဒီမှာဆိုရင်3ပတ်ဒီလဲခွန်3တစ်ကြိမ်3 3ညတစ်ကြိမ်နော်4 5တို့ခွန်5တို့အဲ့လိုထွက်တဲ့ပုံစံမျိုးလေးနဲ့သူကနော်ဒီမှာခွန်3 30ဟုတ်လားအဲ့လိုလေးတွေဆင်းပေးတယ်နော်ကဲနံပါတ်3ခင်ဗျနံပါတ်3ကိုအပေါ်မှာဘယ်လိုဆွဲလဲဆိုတော့6 3ညပေါင်းရင်6ကို1နဲ့ပေါင်းရင်ကျွန်တော်တို့ခွန်ပါခင်ဗျခွန်ပတ်ဒီနံပါတ်3ချက်အနေနဲ့ကျွန်တော်တို့မွေးရမယ်ပေါ့နော်အဲ့တော့အဲ့ဒီခွန်ဒီ80ခွန်လို့တစ်ကြိမ်85လို့တစ်ကြိမ်လို့ထွက်တယ်နော်အဲ့တော့နံပါတ်3ပြီးတော့နံပါတ်4ပေါ့နံပါတ်4ဒီကျွန်တော်တို့အပေါ်မှာဘယ်လိုပြလဲဆိုတော့အပြန်အောင်လေးနဲ့အပေါ်မှာဒီလိုလေးဆွဲတာဖြစ်တဲ့အတွက်16 3ညပေါင်းရင်လည်းကျွန်တော်တို့ခွန်ပတ်ဒီပေါ့အနည်းဆုံးတစ်ကြိမ်သို့မဟုတ်2ကြိမ်နဲ့အဲ့ဒီခွန်ဒီဘာထွက်လဲ80ခွန်လို့တစ်ကြိမ်85လို့တစ်ကြိမ်ထွက်တယ်ပေါ့နော်
ကဲလေးပြီးတော့ကျွန်တော်တို့၄ချက်ပြီးတော့နံပါတ်5ချက်ကိုခရင်အောင်လေးနဲ့ပြရတာဖြစ်တဲ့အတွက်အဲ့ဒီခရင်အောင်လေးဒီကျွန်တော်တို့ဘယ်လိုလဲအပေါ်မှာဒီတစ်ချက်ပြီးတော့ဒီတစ်ချက်ပြီးတော့ဒီတစ်ချက်เนาะဒီတစ်ချက်အဲ့တော့ဒီမှာလဲ313ပေါင်းရင်ကျွန်တော်တို့4ဖြစ်တယ်အဲ့တော့4ပတ်ဒီနံပါတ်5ချက်အနေနဲ့ကျွန်တော်တို့အောက်က3ရက်အတွင်းမှာ4ကိုပတ်ပါလို့ပြောတဲ့အတွက်45လို့ထွက်တာပေါ့နော်ကဲဒီနေရာမှာကျွန်တော်အချက်တွေဆွဲတယ်ပတ်တိလေးတွေထွက်လာတယ်ပတ်တိအကုန်လုံးသူ့ရဲ့အောက်က3ရက်အတွင်းမှာထွက်တယ်ဒီချက်အတိုင်းပဲမှင်လည်းမပြောင်းဘူးเนาะအယောင်လည်းမပြောင်းဘူးအဲ့ဒီအတိုင်းပဲဆွဲတယ်ပတ်တိလေးတွေထွက်လာတယ်ပတ်တိအကုန်လုံးဒီ3ရက်အတွင်းမှာထွက်ပါတယ်ခင်ဗျာဒီချက်အတိုင်းပဲပတ်တိလေးတွေထုတ်တယ်ပတ်တိအကုန်လုံးဒီ3ရက်အတွင်းမှာထွက်တယ်လာပြီပေါ့เนาะကျွန်တော်တို့အခုလာမဲ့အပတ်ရဲ့ကျွန်တော်တို့30 71 73ဆိုတဲ့ကျွန်တော်တို့ဒီတလင်းလာအင်္ဂါဂျာတာပတိဆိုတဲ့ဒီ3ရက်အတွင်းမှာကျွန်တော်တို့မွေးရမယ့်ပတ်တိ site ပေါ့เนาะဒီ3ရက်အတွင်းမှာလုံးဝမပြောက်တဲ့ပတ်တိလေးကိုကျွန်တော်တို့ရှာပြရမယ်ဆိုရင်တဲ့အပေါ် site တွေအတိုင်းပဲအမဲကိုအမဲလို့ဆွဲကြမယ်ကျွန်တော်တို့9ကို8နဲ့ပေါင်းပါရ9နဲ့8နဲ့ပေါင်းရင်73လို့ရတယ်3ကို73ကို3နဲ့ပေါင်းတော့16လို့ရတယ်16ဆိုတော့ကျွန်တော်တို့6လို့ယူတာပေါ့6ပတ်တီးဆိုပြီးတော့နံပါတ်1အချက်လို့ယူလိုက်တယ်85ပေါင်းရှင်းဒီ85ပေါင်းရှင်းဒီ3ကို3နဲ့ပေါင်းရင်6ဖြစ်16ရတဲ့အတွက်6ပတ်တီးလို့ယူတယ်နံပါတ်1အချက်နော်ကဲနံပါတ်2ဒီအစိမ်းဒီအပေါ်မှာ2ချက်ထွက်တတ်တဲ့ဟာလေးပေါ့နော်ဒီနေရာမှာလဲ913ညပေါင်းရှင်းဒီ9နဲ့1နဲ့ပေါင်းရှင်း6ကို3ညနဲ့ပေါင်းတော့လဲကျွန်တော်တို့6ပတ်ဒီပဲရတာပေါ့အဲ့တော့တနင်္လာအင်္ဂါကျတာပတိကျွန်တော်တို့10ရက်17ရက်13ရက်ဒီ3ရက်အတွင်းမှာကျွန်တော်တို့6ကိုပတ်ရမယ်ဆိုပြီးတော့အချက်လေး2ချက်ကတော့သူပြောနေပြီဒီအစိမ်းရောင်အချက်ဒီထူးခြားတယ်နော်2ကြိမ်လောက်တော့အနည်းဆုံးဆင်းတက်ပါတယ်ဒါလေးတစ်ခုကိုကျွန်တော်မိတ်ဆွေတွေတတိပြုပေးပါခင်ဗျာကဲနံပါတ်2ပြီးတော့ကျွန်တော်တို့ဒီနံပါတ်3ကိုကြည့်အောင်နံပါတ်3ဒီအပေါ်မှာအနီလေးနဲ့ပြတာဖြစ်တဲ့အတွက်နော်ထင်းပဲအပေါ်မှာဘယ်လိုဆွဲလဲအောက်မှာလည်းအဲ့လိုလေးဆွဲလိုက်မယ်ခွန်လေးပေါင်းရင်1ကိုခွန်9က9ပိတ်နဲ့ပေါင်းရှင်းဒီ1နဲ့9နဲ့ပေါင်းရင်လည်းကျွန်တော်တို့6ဆိုတော့နံပါတ်3ချက်ကလည်း6ပတ်ဒီလို့ပြပြနေဗျာအဲ့တော့အဲ့ဒီ6ဒီကျင်းတွေတလောက်ဖြစ်နေပြီ1ရက်2ရက်3ရက်အတွင်းမှာဟုတ်လားနံပါတ်3နံပါတ်4ကိုအပေါ်မှာကျွန်တော်အပြန်နဲ့ပြတာဖြစ်တဲ့เนาะအပြန်အောင်လေးဒီလိုဆွဲတာဖြစ်တဲ့အတွက်ဒီနေရာမှာလည်းဒီလိုလေးပဲဆွဲလိုက်မယ်9ခွန်8ခွန်ပေါင်းရင်9ကို1နဲ့ပေါင်းတော့8ခွန်ပေါင်းရှင်း15ကို1နဲ့ပေါင်းတော့16ပေါ့16ဆိုတော့ကျွန်တော်တို့16ဆိုရင်အပေါ်မှာလည်းဒီမှာ16ဆိုရင်6ပဲယူတာဖြစ်တဲ့အတွက်6ပတ်ဒီလို့ကျွန်တော်တို့နံပါတ်4အချက်ကိုယူလိုက်တယ်ပေါ့เนาะကဲနံပါတ်5ပေါ့နံပါတ်5လေးဒီကျွန်တော်တို့ဘယ်လိုသွားလဲဒီလိုတစ်ချက်ပြီးတော့ဒီလိုတစ်ချက်ပြီးတော့အလဲကပေါ့နော်ဒီလိုတစ်ချက်ဆိုပြီးတော့ကျွန်တော်တို့ပေါင်းတာဖြစ်တဲ့အတွက်153ညပေါင်းရှင်းဒီလေကျွန်တော်တို့6ပတ်ဒီပါပဲနံပါတ်5အချက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ3ရက်လာမဲ့1ရက်2ရက်3ရက်เนาะဒါမှပိတ်ရက်ဒီဘာမှကျွန်တော်တို့ရွှင်းရှံထားခြင်းမရှိဘူးပိတ်ရက်ပါတဲ့အပတ်လဲကျွန်တော်တို့အဲ့ဒီပိတ်ရက်ပါတဲ့အပတ်ကိုရှံခဲ့ပြီးတော့ကျွန်တော်တို့3ရက်အတွင်းမှာမွေးရမယ်ပေါ့နော်အဲ့တော့1ရက်2ရက်တလင်းလာအင်္ဂါဗုဒ္ဓဟူးနေ့ကပိတ်တယ်ဆိုတော့ဂျာတာပတိနေ့ပေါ့နော်တလင်းလာအင်္ဂါဂျာတာပတိဟုတ်လားအဲ့ဒီ3ရက်အတွင်းမှာအဲ့ဒီ6ဒီလုံးဝမပြောက်ဘူးနော်တကယ်လို့မစိုးကောင်း2ကြိမ်3ကြိမ်မထွက်ဘူးဆိုရင်အနည်းဆုံး1ကြိမ်လောက်ကတော့ကျင်းသေးတယ်နော်အဲ့တော့ကျွန်တော်တို့ဒီ6ပတ်ဒီကိုကျွန်တော်တို့3ရက်မွေးပတ်ပါဒါကျွန်တော်မိတ်ဆွေတွေကိုစေရနာလေးနဲ့နော်3ရက်အတွင်းမွေးပတ်ဒီ6ပတ်ဒီဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများအခု site လေးပြပေးတဲ့ site လေးကိုကြိုက်နေတဲ့မှုရှိတယ်ဆိုရင် comment လေးမှာကြိုက်ဆိုတဲ့စကားလေးတစ်ခုလောက်တော့ဟင်းချက်လေးကိုနော်မြေတာလက်ဆောင်အနေနဲ့ comment လေးမှတ်ပေးစီချင်ပါတယ်ကျွန်တော်လည်းစေရနာပပလေးနဲ့ကျွန်တော်ချာပြီးတော့တွက်ပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာကျွန်တော်အတွက်မွေးကွက်သမားတွေပေါ့နော်အခွေကြိုက်တဲ့အခွေသမားတွေမွေးကွက်သမားတွေအတွက်ကိုကျွန်တော်ဒီနေ့ဒါလေး screenshot လေးရိုက်ထားလိုက်ပါ10ရက်နေ့ကနေ73ရက်နေ့ဒီကျွန်တော်တို့6ပတ်ဒီပေါ့နော်အဲ့တော့အဲ့ဒီတလင်းလာခုမကြော်မဟုတ်ဘူးပေါ့နော်ဒါဒီကျွန်တော်တို့3ရက်မွေးပတ်ဒီဖြစ်သွားမယ်နော်3ရက်မွေးနော်3ရက်မွေးပတ်ဒီနော်ဗုဒ္ဓဟူးနေ့ကပိတ်တာဆိုတော့ကျွန်တော်တို့တလင်းလာအင်္ဂါဂျာတာပတိပေါ့နော်3ရက်မွေးပတ်ဒီကျွန်တော်တို့6ပတ်ဒီဖြစ်ပါတယ်ခင်ဗျာအဲ့တော့
ရှေ့ဘက်ကအဖွဲမဝင်လိုက်ရတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်တခုပြောရှင်တယ်အဖွဲဝင်ရှင်စိတ်ရှိအောင်လဲကျွန်တော်ရှေ့ဘက်မှာတက်တည်ပြခဲ့တယ်အဲ့ဒီ2ရက်အတွင်းလေးလုံးအခွေဒီဘက်ကတလင်းလာအင်္ဂါ2ရက်တည်းထွက်မှာနော်ဗုဒ္ဓဟူးနေ့ကပိတ်တယ်ဆိုတော့အဲ့ဒီ2ရက်အတွင်းမှာကျွန်တော်အမိတ်ဆွေများအမျက်ရအောင်ယူပါအဲ့ဒီ2ရက်မွေးပတ်တီကျွန်တော်တို့ရှေ့ဘက်ကဆိုရင်ကျွန်တော်2ရက်မွေးပတ်တီဒီကျွန်တော်တို့2ကြိတ်တော့အောင်တယ်ဗျာဒီလေးလုံးအခွေဒီကျွန်တော်အမခံပါတယ်နော်မိတ်ဆွေတို့တကယ်ကိုအမခံပါတယ်အဲ့တော့တပတ်မှကိုပြက်ကိုရမရှိသေးဘူးเนาะကျွန်တော်အဖွဲ့ဝင်ဘူးတဲ့မိတ်ဆွေတွေရှေ့ဘက်ကမိတ်ဆွေတွေဆိုတီးကြပါလိမ့်မယ်အဲ့တော့2ရက်အတွင်းလေးလုံးအခွေလေးရဲ့ပြီးရင်4ရက်အတွင်းမှာအထူးမွေးတစ်ခွက်ကောင်းရင်เนาะဘသူစီမှာအဖွဲ့ဝင်ထားကျွန်တော်မိတ်ဆွေတွေဟုတ်လားကျွန်တော်ဒီစကားလေးကိုအများနဲ့ပြောဖြစ်တယ်ဝင်ထားဒီဥစ္စာဟိန်းထဲရဲ့လေးလုံး2ရက်အတွင်းလေးလုံးအခွေနဲ့တပတ်စာမွေးတစ်ခွက်ကောင်းလေးကိုအဖွဲ့ဖြစ်အောင်ဝင်ပါเนาะအဲ့တော့အဖွဲ့ဝင်ဟိုတိန်ကနန်းရှိပြီလားအများကြီးလားမမေးပါနဲ့အဖွဲ့ဝင်ဘယ်လိုလဲဆိုဒပလင်းခွဲဆိုတာဘယ်လောက်လဲเนาะဒီမှာပေါ့เนาะအဲ့တော့ဒီဒပလင်းခွဲဆိုတာဟုတ်လားဒီဒပလင်းခွဲကတော့မိတ်ဆွေများကြီးကွန်ဖိုးလောက်ပဲရှိပါတယ်ဘယ်လောက်ဘူးမှမရှိပါဘူးမိတ်ဆွေတို့မှာထိုးရင်ထိုးတယ်လို့အမြဲရပါတယ်ဒါလေးဒီအပတ်တိုင်းနဲ့ကျွန်တော်မိတ်ဆွေတွေအပတ်တိုင်းနဲ့ရနေကြပါเนาะအဲ့တော့လိုအပ်တဲ့သူမှလည်းကျွန်တော်မိတ်ဆွေများလာယူပါเนาะအဲ့တော့68ခွန်3လုံး9669ကျွန်တော်အဖွဲ့ဝင်တွေကိုကျွန်တော်အဓိကဘယ်နေရာကပို့ပေးလဲဆိုရင် Viber ကပို့ပေးပါတယ်เนาะအဲ့တော့ Viber KP ဝေးပေး Telegram အဲ့ဒီတစ်လုံးပဲသုံးပါတယ်အဲ့တော့မိတ်ဆွေများ Sunday တရက်ဒီနေ့ဆိုရင်ကျွန်တော်ဗီဒီယိုတင်တာ2နာရီလောက်မှဗီဒီယိုတက်မယ်ဆိုတော့ကျွန်တော်မိတ်ဆွေများဟုတ်လားဒီညနေပိုင်းလောက်ကိုကျွန်တော်စီမှာငွေလေးလွှဲပြီးတော့အဖွဲ့ဝင်ထားပါအဖွဲ့ဝင်ရှေ့ဘက်ကအဖွဲ့ဝင်ဟောင်းနေပြောစီရမလိုဘူးလို့ကျွန်တော်ထင်ပါတယ်ဟုတ်လားကျွန်တော်တို့အမျက်တွေလည်းရခဲ့ကြတာဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေဟုတ်လားဒီပတ်သီးလေးရဲ့ဒီလေးလုံးအခွေလေးရဲ့ဒီတစ်ခွက်ကောင်းလေးရဲ့ပဲဆော့ဟိုကပြီးတဲ့ကနန်းရောသူဒီကပြီးတဲ့ကနန်းရောသူနောက်ဆုံးကိုလေဘင်းကိုကြိုးကွင်းဆွတ်တယ်လို့ဖြစ်နေမယ်နော်ရုံကြီးလေးနဲ့ထိုးဟင်းထဲရဲ့အခွေနဲ့ပတ်သီးတပတ်မှမပြောက်ဘူးနော်မိတ်ဆွေများအဲ့တော့ဒီ68ခွန်3လုံး966လေးကိုကျွန်တော်မိတ်ဆွေများဟယ်လိုလေးလုပ်ပြီးတော့ပဲဖြစ်ပေါ့နော် Viber မှာ hi လို့တစ်လုံးလောက်ပဲဖြစ်ပို့ပြီးတော့ဟင်းတဲ့ရေတပလင်းခွဲနဲ့အဖွဲ့ဝင်ရှင်နဲ့เนาะဒါလေးပေးပါဆိုရင်ကျွန်တော်အဲ့ဒီကက်ကလေးထုတ်ပေးမယ်နေ့တိုင်းလေးတွေလည်းကောင်းတယ်ဆိုရင်ကောင်းတယ်လို့ကျွန်တော်ကဏ္ဍလေးတွေအများနဲ့ပို့ပေးပါတယ်ကျွန်တော်မိတ်ဆွေများလည်းသိပါတယ်เนาะအဖွဲ့ဝင်တွေเนาะကဲရုံကြီးလေးနဲ့ပဲလာဝင်ပေးကြပါလို့ပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တခုပြောမယ်ဥမာကျွန်တော်ရှေ့ဘက်ကလည်းကျွန်တော်တစ်ပတ်ဒီပေးခဲ့တယ်ဟောဒါတွေကတော့မိတ်ဆွေများရေเนาะကျွန်တော်ပေးခဲ့တဲ့အပတ်တွေပေါ့เนาะတော်တော်များများသိပါတယ်တချို့တလေเนาะမိတ်ဆွေများကျွန်တော်ထုတ်ပေးတဲ့ဥစ္စာတွေဆိုရင်เนาะဒီတစ်ခါမှာတော့ကျွန်တော်6ပတ်ဒီတော့ကျွန်တော်တီရှာလေးရှာပေးထားတယ်เนาะမိတ်ဆွေများအဲ့တော့ကျွန်တော်ပြောချင်တာကဥပမာကျွန်တော်တို့ဒီ3ရက်ဖြစ်တဲ့အတွက်ကျွန်တော်တို့6ချိန်မွေးရမှာဖြစ်တယ်6ချိန်မွေးရမှာဆိုတော့ဥပမာ1000ကနေစလိုက်တယ်ဆိုရင်ညနေပိုင်း2000လိုက်နောက်တချို့တလေကဒီနေရာမှာ1000မိုးလိုက်ပြလိုက်တယ်ဒီ9ချိန်ကိုကျွန်တော်တို့မလိုက်နိုင်ဘူးအဲ့လိုတွေမလုပ်ပါနဲ့ဥမာပတိဥမာ2ရက်အတွင်းဆိုကျွန်တော်တို့4ချိန်ပဲရှိမယ်4လုံးအခွေတော့ကဏ္ဍလေး4လုံးခွေမှကဏ္ဍလေး6ခွက်ပဲထွက်လာတာအဲ့ဒီကဏ္ဍလေး6ခွက်ကိုတော့ကျွန်တော်တို့ဇာတို့မလိုက်နိုင်ဘူးဆိုရင်တော့တိတ်တော့အဆင်မပြေဘူးเนาะမိတ်ဆွေတို့ကိုပုံမှန်လေးပြောပြတာပါဒါကျွန်တော်ဟိုရှေ့ဘက်ကဆိုလဲ93ညကိုအရင်ကြိုက်တယ်ပေါ့နော်93ညဆိုတဲ့အခွေလေးကိုအရင်ကြိုက်တယ်ဒီဘက်မှာလဲကျွန်တော်ကောင်းရင်ကောင်းတယ်လို့ကျွန်တော်ပြန်ပြောပြမှာပါနော်မိတ်ဆွေများအဲ့ဒီထက်ကဟင်းတက်လေးအကြိုက်ဆုံးလေးတွေကိုပြောပြမယ်ဆိုပြီးတော့ပြောပြမယ်နော်မိတ်ဆွေများအပူးကိုအဓိကဦးစားပေးစရာမလိုဘူးအဲ့ဒီလေးလုံးအခွေမှာလေကျွန်တော်မိတ်ဆွေများအပူးကိုလေးလုံးအခွေမှာဦးစားပေးစရာမလိုဘူးနော်အဲ့ဒီပတ်တီးမှာပဲဦးစားပေးရှင်ပေးတချို့တလေကပတ်တီးကိုမပတ်နိုင်တော့ဘူးဒီလေးလုံးအခွေလောက်ပဲတကွက်ကောင်းလေးပဲထိုးနိုင်တော့တယ်ဆိုရင်တကယ်ကိုအဖွဲ့ဝင်တွေဝင်နိုင်ပါတယ်ဒီအပတ်အထူးမွေးတကွက်ကောင်ကိုအဓိကထားပြီးတော့ထိုးပါနော်ကျွန်တော်မိတ်ဆွေများနော်ကဲအဲ့တော့ရုံကြီးလေးနဲ့လာစေရှင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲစိတ်အချမ်းသာရင်ကိုကြီးကြမှာရှင်နေနဲ့ပြည့်စုံကြပါစေကျွန်တော်အတင်းအဓမ္မကြီးမခေါ်ပါဘူးနော်ကျွန်တော်တန်ဖို့ဟင်းထက်ရဲ့လေလုံးအခွေတန်ဖို့ကိုတီးတဲ့သူတွေပဲလာခဲ့ပါနော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်အဲ့တော့အရင်အရှုံးများနေတဲ့မိတ်ဆွေတွေဘသူစီမှာပဲအဖို့ဝင်တာဒါလေးကိုလုံးဝမမေ့ပါနဲ့เนาะတကယ်တော်တဲ့ဆရာကြီးရှိတယ်လို့ဟင်းထက်ရဲ့ဒါလေးကလည်းအရန်တန်ဖို့ရှိပါတယ်
နော်ကဲအားလုံးပဲကျေးဇူးပါဘိုင်းဘိုင်မှာကျွန်တော် Sunday ဒီနေ့တနင်္ဂနွေနေ့နော်တနင်္လာနေ့မနေ့မှအသေးအတန်နေမလုပ်ကြပါနဲ့ခင်ဗျာကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်အချိန်နေမမီမှလဲစိုးလို့ပါအဲ့တော့ဒီ Sunday နေ့မှာကျွန်တော်ကိုမနေ့လောက်မှပဲဟုတ်လားလွှဲလို့အဆင်ပြေမယ်ပါညာဆိုရင်လဲမေစီတို့နော်ကျွန်တော် Viber ကနေပြီးတော့စာလေးတစ်စောင်ပို့ထားပေးပါနော်မေစီဒီဥစ္စာကနေပြီးတော့ပို့ပါ68ခု3လောက်966ခုနော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ကဲဘိုင်ဘိုင်ပါနော်